မင်္ဂလာပါကျွန်တော်နာမည်ကတော့ Fire Liver ဖြစ်ပါတယ်။မနေ့ကဗျာ comment မှာနာမည်ကြီးခဲ့ဆိုတော့ဗျာပြောခဲ့တာကို comment လာမဲ့တဲ့လူတွေရှိပါတယ်။အဲ့နှစ်ယောက်ကိုကျွန်တော်ဒီမှာဒီနေရာမှာရေးပေးတော့မှာဖြစ်ပါတယ်။အားဆိုရင်ဗျာနာမည်ရေးဖို့အတွက်အတတားမရှိဘူးကနာမည်ရေးဖို့အတွက် site တော့လုပ်လိုက်အောင်ပဲဗျာ။ဟုတ်တယ်ဆိုင်ဖို့အဲ့လိုလုပ်ရတာပရိုလည်းနာမည်ပါချင်နာမည်ရေးခဲ့ကြပါနာမည်ရေးဖို့အပြားကြီးလုပ်လိုက်မယ်ပေါ့နေရာတက်ဆောက်လိုက်မယ်ဒီနဲ့အဲ့တော့ဆိုရတယ်နော်ဆိုရရင်နော်ရောအမထားခဲ့လိုက်ဟိုနေ့ကရေးတော့ဟိုက plugin ဟုတ်တယ် plugin P A I B black B A C K black B A C blackရလေကြည့်ရ K I N K plugin နောက်တစ်ခါ plugin ပြီးတော့ဟိုက blue B A U E blue gear ဟိုလာပဲနော်ဟုတ်တယ် blue gear ဟိုလည်းမငဲ့ကြအောင်ဗျာမငဲ့ကြလူတွေရဲ့နာမည်ကိုရေးပြီးပါမယ်နောက်တစ်ခါကျတော့ဒီမှာအာရုံထည့်ထားတာဟုတ်လားဒါထည့်လိုက်အောင်မယ်ကွာဒါဘယ်လိုဟုတ်ဘူးတွေဒီဆက်ရှိတော့ဒါဖန်ကြရလေဒီမှာရှောက်ထားလိုက်မယ်ကွာဖန်ကြရဒီမှာရှောက်ထားလိုက်လာသွားပြီဖန်ကြရှောက်ထားဟိုတခဏလေးဘာသာဘယ်နှယောက်ရှိတယ်မသိဘူးဟိုအများကြီးရှိတယ်ဒါပေမဲ့မျိုးပွားပါမယ်ဘာသာမျိုးပွားမှာရမဟုတ်လို့စီပြီးသွားလိမ့်ကျွန်တော်ရဲ့တက်တာထဲမှာဟိုစားဘယ်နှခုရှိအောင်မသိဘူးဗျာသုံးမေးဟောအေးငါဆရာကြီးပြင်နေအဲ့ဆိုသုံးမေးသွားယူမယ်ဟိုတီရောပြုတ်ကြလို့စီပြုတ်ကြလို့စီမပြောတယ်ပြုတ်ကြပါဒါနဲ့တက်တာဒီတိုင်းရောကြောသုံးမေးရဲ့ view ရောခုနှစ်ခုဟိုအညိုရောင်လေးကဟိုဟာပဲရှိတယ်ကိုယ်လိုက်တက်လိုက်အောင်မယ်ဗျာအဲ့ဆိုရွာသားမျိုးပွားကစမယ်ဗျာခရီးနဲ့ရုံးစုံလုံးလိုက်အောင်မယ်ဗျာရုံးစုံရွာသားမျိုးပွားကစဖို့တဲ့ရုံးစုံအဲ့ရရိုစီရမှာဗျာဆိုရင်ရုံးစုံတိုင်းဆောက်ပြောကြတော့အဲ့ရဘယ်နှခုရှိရင်းနေကြအဲ့ရနဲ့အဲ့ရချလိုက်အောင်မယ်ဗျာအဲ့ဆိုစောက်တာပြီးတော့မှာမယ်အပေါ်အဲ့ဆိုစောက်တာပြီးတော့မှာခဏလေးဗျာအောက်သာဒီထိုင်လိုက်ပြီးတော့တကွေးရှင်းစင်လိုက်ပါအောင်မယ်ဒီအပေါ်မှာလည်းအဲ့ရရင်နောက်ကျတင်မှာရလောက်တာဗျာဒါပေမဲ့နောက်ကျတော့အလားပဲလှုပ်လိုက်ပြီလို့လှုပ်လိုက်တယ်ဗျာဒီမှာလည်းထပ်ပြီးခင်းလိုက်အောင်ဗျာမိတိုင်းလည်းတခြားလေးလာလေးထုံးမှာပဲမိုးလို့စီအဲ့ဒါလိုက်ထုံးလိုက်မယ်ဗျာဆိုပြီးစပွန်းလို့စီဟွာဖြစ်တယ်ဗျာအဲ့ဆိုရင်မိတိုင်းနေလိုက်ထုံးလိုက်အောင်ပဲဗျာတော့အဲ့ဒါဆိုရင်ဟေးဘဲတူးလိုက်ပါအောင်မဟေးဘဲရပါလို့ရလဲဆိုတော့ bread တွေလုပ်လို့ရပါတယ်အဲ့ bread ကဘာလုပ်လို့ရလဲဆိုတော့ကြတော့ဟ
ဟိုသာသူတို့မျိုးဖွားဟိုဗျာရွာသားမျိုးဖွားရောဗျာထောက်ကပြရောတွေ့တာခုနကအတဲပုံလေးပေါ်နေတယ်အဲ့ဒါရွာသားမျိုးဖွားနေရဗျာကျွန်တော်ဟိုးစာဗျာဟိုနေ့ကဘုံတီပေးခိုင်းတာဗျာရက်တရားစောပြမှာလားမစောပြရဘူးလားပေါခွက်ပဲစောပြမှာလားလို့ပြောတာပေါခွက်က66ရာခိုင်နှုန်းဗျာဟိုးစာအားကြတော့33ရာခိုင်နှုန်းပဲရှိရဗျာမစောပြနဲ့ဆိုတာအဲ့ကြောင့်မို့ပေါခွက်ပဲစောပြပါမယ်ခင်ဗျာbread ဒီလုံးရအောင်မယ်ဗျာ bread တရားဘယ်နှခုလို့ဆိုတော့အဲ့လိုဥစားရင်နောက်က3ခုလောက်လိုက်လို့ရှိရင် bread ဘယ်နှခုရအောင်9ခုရဟာ9ခုရလို့ရှိရင်ရွာသားတွေလိုက်ပေးလိုက်လိုက်ပေးရတယ်သူတို့ကဟိုကလုံးလို့မရအောင်ခွဲပြီးမှမိုးလို့ရှိရင်တယောက်သေးနဲ့အများကြီးယူသွားနောက်ကျ2ခုက3ခုနောက်ထပ်3ခုကကြောက်1ခု3ခုကကြောက်1ခုရအဲ့မှာဒီကောင်ကို2ခုဥစားပေးလိုက်မယ်ဗျာယူသွားရတွေ့တာအဲ့လိုယူသွားရဗျာနောက်ထပ်အစစ်ပေးလဲသူကသူအစစ်ယူပြီးစိုက်တယ်ဗျာနောက်ထပ်ကျတော့ဒီကောက်ကို3ခုပေးလိုက်ပါမယ်လေပြီးတော့အမှ3ခုယူမင်း3ခုယူပြီးတော့စီဟိုကောက်တန်ရီကျိုတဲ့ကောင်လည်း2ခုပေးလိုက်အောင်မယ်ဗျာ2ခုပေးပြီးတော့ခါကျတော့နောက်2ခုပို့ရတော့ဗျာနောက်ကြောက်မှပေးလိုက်တော့မယ်ဗျာကိုကတော့မပြတော့ဗျာဗီဒီယိုရှိတော့မှကြောက်လို့ဥမာတတိယဗျာဒါပို့ခွဲ season 2 part 4ပဲဖြစ်ပါတယ်နောက်တစ်ပတ်ကြလို့ရှိရင် part 5တင်ပေးပါမယ်ကိုကကျွန်တော်ကြောက်တဲ့အောင်မှာပဲဖြစ်ပါတယ်ဒီတော့ပါပဲကျွန်တော်ဒီမှာရွာသားရဲ့အကုန်လုံးကိုဟိုးစားပေါင်းဖို့ပေးပြီးရွာသားရဲ့အကုန်လုံးရွာသားရဲ့မျိုးဖွားနိုင်ခဲ့ပါပြီဒီမှာကလေးလေးလည်းအများကြီးကလေးတွေလည်းအများကြီးပဲဗျာဒီမှာမို့ရရောဗျာနောက်နေ့ကျရင်လည်းမျိုးဖွားရအောင်ပဲဗျာအားဆိုရင်အစိုးရလိုက်ကြည့်ပေးရလူရဲ့အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်။ကောမန့်မှာလည်းနာမည်ရေးခဲ့ကျွန်တော်စိုက်ဖို့ရေးခဲ့စိုက်ဖို့မှာရေးပေးပါမယ်။